အခုဒီဗီဒီယိုလေးကတော့အရှိကန်ကြီးမြို့ကိုသွားခဲ့တဲ့အဆက်ပေါ့နော်ဒီကန်ကြီးမှာပဲရှောက်လေရင်းနဲ့ဘယ်လိုပြောမလဲညနေစာသွားစားမယ်ပေါ့နော်ညနေစာမစားခင်ကန်ကြီးမြို့ထဲမှာရှိရဲဒါရွှေတောင်ကြားပေါ့နော်ရွှေတောင်ကြားမြို့ကိုတပတ်ကားနဲ့ပတ်ပြီးလဲခဲ့တာပါလဲခဲ့ပေမဲ့လည်းဗီဒီယိုရိုက်တဲ့အချိန်မှာနည်းနည်းကိုရီးယားနောက်ခမ်းမထိုင်တော့တိတ်တော့မပေါ်လိုက်ဘူးပေါ့နော်ဒါပေမဲ့အတက်နိုင်ဆုံးပေါ်အောင်နော်ဒီကန်ကြီးမှာရှိရဲရွှေတောင်ကြားလေးကိုရိုက်ခဲ့ပါတယ်အိမ်ကန်ကြီးမှာပဲရှိတယ်ဒီစားတောက်ဆိုင်ကိုသွားစားမှာပေါ့နော်စားတောက်ဆိုင်နာမည်ကရှန်ကွင်းပါဒါခဏနေဆိုရင်ရောက်ပါတော့မယ်တစ်ချက်လောက်လိုက်ကြည့်ပေးပါအောင်နော်ခုဆိုရင်တော့ဒီရှန်ကွင်းစားတောက်ဆိုင်ကိုရောက်ပါပြီဒီရှန်ကွင်းစားတောက်ဆိုင်ကလုံးဝရှမ်းရိုးရာနဲ့လှုပ်ထားပါတော့ဆိုတော့အဲ့ရှိမှာကိုရီလည်းဓာတ်ပုံရိုက်ခဲ့လေဓာတ်ပုံလေးကိုလည်းထုံးစံအတိုင်းအနောက်မှာပဲထည့်ပေးထားပါရဲ့ဒီလိုမျိုးတက်ဆောင်နဲ့ရှမ်းနာမည်လေးခေါ်မလားအဲ့လိုမျိုးလေးပေးထားရဲ့ဒါကတော့ strawberry ပင်ပါဒီလိုမျိုးတက်ဆောင်လေးမှာဒီလိုရှမ်းနာမည်လေးပဲပေါ့နော်ဒီဘယ်လိုပြောမလဲကိုကဒီစားတောက်ဆိုင်တွင်းထဲမှာထိုင်စားခြင်းမို့ဒီလိုဘန်ဂလိုလိုပုံစံလေးထဲမှာပဲသွားစားခြင်းနေဆိုလဲရပါတယ်အခုကတော့ဒီစားတောက်ဆိုင်ထဲမှာပဲကိုရီးယားတော့စားခဲ့ပေါ့နော်အပြင်စင်ကတော်တော်လေးကိုလှရဲမြက်ခင်းလေးနဲ့ဒီလိုကြွေပြားလေးပေါ့နော်လမ်းလျှောက်ဖို့လည်းလုပ်ပေးထားရဲအဲ့အပြင်မှာလည်းစတော်ဘယ်ရီပင်ရဲ့ငါးကန်လေးရရှိရပေါ့နော်ငါးကန်လေးတဲ့ငါးလေးရလည်းအရန်ကိုချက်ဖို့ကောင်းတယ်ဘယ်လိုပြောမလဲကိုရီးယားတော့ငါချစ်တယ်လို့လားမသိဘူးဒီကအစ်ကအစင်းအတက်ကနေမှာလည်းဒီလိုမြက်ခင်းလေးနဲ့လောက်ထားရဲဆိုင်အတွင်းအပြင်စင်မှာလည်းတကယ်ကိုရှမ်းရိုးရာနဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့နော်အဲ့လိုမျိုးလေးပြင်ပေးထားတာဆိုတော့ဒီဆိုင်ကိုဒါပထမဆုံးရောက်တာပါအခုဒါကတော့မန်နူးကိုစပြီးတော့မှာတော့မှာပါအဖေကိုယ်တိုင်ဒီဆိုင်မှာမှာပေးရပါတော့အားလုံးပဲဘာလို့မှာလဲဆိုတာတစ်ချက်လောက်လိုက်ကြည့်ပေးပါအောင်နော်ส่วนเราจะมีที่แถมมาส่วนเราจะใช้เชื่อว่าตาเราจะมีเจ็บชื่อปากเก็บปังมาเอางาเต็มยาปังมาเช่นอาศัยจอนาคุณมีอุ้งอันนี้ปังดิเช่นไอ้เหี้ยเงาอยู่อย่างนั้นခုနကဝင်ပေါက်နေရနေဆိုင်ပြင်စင်လေးကိုရိုက်ပြပါပေါ့နော်အခုဒါကတော့ကိုထိုင်နေနေရနေပြီးတော့ဆိုင်ပြင်စင်လေးတွေကိုရိုက်ပြထားတာပါတကယ်ကိုထူးဆန်းစွာနဲ့ပြင်ထားပါပေါ့နော်အားလုံးကြော်ရဲ့ကြက်ရှမ်းကြက်ရဲ့ကြက်တနေလိုက်နော်ဒီမှာ9ရောက်စားတယ်ဒီမှာ9ရောက်စားတော့ပေါ်ဆန်းပြောတာအေးတော့ပေါ်ဆန်းဆိုတော့ပေါ်ဆန်းနော်ဒီဆိုင်ရဲ့မန်နူလေးထုတ်ထားတဲ့ဟာလေးကတော်တော်လေးကိုချစ်ဖို့ကောင်းတယ်ဟင်းပွဲပုံစံလေးတွေလည်းပါတယ်ပေါ့နော်တော့ဒီဆိုင်ကိုသွားလိုက်မယ်ဆိုရင်ဗာလေးမှာလို့ရလဲဆိုတာပါတခါလေဒီမှာမန်နူ item လေးကိုထည့်ပြီးတော့ရိုက်ပြပေးထားပါတယ်ဟင်းလေးကအဆုံးရှိရဲ့အသားငါးရဲ့လည်းအဆုံးရှိရဲ့ပေါ့နော်တကယ်ကိုရှမ်းရိုးရာအစ်စ်ရောင်နဲ့စားတောက်ဆိုင်ပေါ့နော်ဆိုတော့တော်တော်လေးကိုစားလို့ကောင်းတယ်ကိုရီဆိုရင်ရှမ်းဟင်းဘယ်လိုပြောမလဲရှမ်းဟင်းကိုပေါ့နော်စားလေးစားထားမရှိဘူးအဲ့လိုဆိုဒီဆိုင်မှာဒါပထမအောင်ဆုံးပဲစားဖို့တာတော်တော်လေးကိုအရသာလေးအပြောင်းလဲဖြစ်တယ်ကတွင်လည်းတွေ့ရပေါ့နော်ဒီဆိုင်ရဲ့ဟင်းချက်လက်ရာကတော်တော်လေးကိုကောင်းတယ်ဖယ်ဆိုင်နဲ့မှလည်းမတူဘူးပြီးရင်ငါးပစုံလေးလည်းရရဲပြီးတော့အဲ့လိုဘယ်လိုပြောမလဲတောက်ဆရာ drink လေးလည်းရတယ်ပေါ့နော်အဲ့လိုဆိုတော့တော်တော်ကိုကောင်းပါတယ်စားရတာလည်းအဆင်ပြေရယ်ပြီးတော့သူကမြေဟော့ပေါ့လေးလည်းရရဲပြီးရင်ရာဒီပေါ်အတီးဖြော်ရည်လေးလည်းအဲ့လိုမျိုးလေးလည်းရရဲပေါ့နော်ပြီးရင်ဒီမှာဆိုရင်တော့ဝတ်တုံးထက်တောင်နဲ့ပေါင်ထားတဲ့ထမင်းပေါင်းလေးလည်းရပါရဲ့ဒီအခုဆိုရင်ကိုမှထားရဲ့ထမင်းကိုလာချပေးရပါထမင်းကိုလည်းဒီလိုမျိုးအသေးပုံဘူးလေးနဲ့လာချပေးရပါတော့ကိုမသူတို့ကပေါင်းပြီးတော့လာချပေးရပုံစံမျိုးပေါ့နော်ပူလေးနဲ့ဘယ်လိုပြောမလဲဘိုက်စာနေရဲ့အချိန်ဆိုအရန်ကိုစားလို့ကောင်းတယ်ဒီအရှိမအတိုးမြုံဒီနဲ့ပါတာကပန်ထရီပြောပေါ့နော်ဒီလိုမျိုးပကံလေးတွေကိုလည်းပလက်စတစ်အုပ်ပြီးတော့တယောက်စာဆိုတော့တန်ရှင်းမှုကလည်းအပြည့်ပါဒါခုနကမှားလိုက်တဲ့ဘန်းပေါ့နော်ဒီထဲမှာဝတ်သားလုံးပါတယ်ကြက်တနီနန်းပါတယ်ပြီးရင်ဟင်းရည်တစ်ခွက်ပါတယ်ပေါ့နော်အရန်ဟင်းကအာလူထောင်းပါတယ်အာလူကိုရှမ်းနဲ့ထောင်းထားပေါ့နော်ဒါက
ဟင်းရည်နောက်တစ်မျိုးထိုက်လာချပေးရပါအဲ့ဟင်းရည်နာမည်ကနေမေ့သွားလို့ဘယ်လိုခေါ်လဲတော့မသိတော့ဘူးဒီဆိုင်အတွင်းထဲမှာလည်းဒီလိုမျိုးရှမ်းယူရာကတဲ့ပကြီးကားပုံစံမျိုးလေးနဲ့ပြထားဆိုတော့ဒီဆိုင်အပြင်စင်လေးကိုလည်းအရန်ကိုသဘောကျတယ်အခုဆိုရင်ဒီဆိုင်မှာရှိရဲ့ရိုက်ခဲ့တဲ့ပုံလေးတွေကိုလည်းထည့်ပြပေးထားပါတယ်။ဆိုင်နာမည်လေးကရှမ်းကွင်းမှာအားလုံးပဲတောင်ကြီးကန်ကြီးမြို့ကိုရောက်ပြီဆိုရင်ဒီရှမ်းကွင်းမှာသွားစားကြည့်ဖို့အကြံပေးချင်ပါတယ်။ဒါဆိုနောက်ဗီဒီယိုလေးမှာဆက်ပြီးတွေ့ပါမယ်။ကျေးဇူးတင်ပါတယ်။